ဒီပွဲကြီးကရီယိုနဲ့ဒီမီဆာကူရာနဲ့ပွဲကြီးကြည့်ရတာတော့လုံးဝကြည့်လို့ရန်ကောင်းတဲ့ပွဲစဉ်တစ်ခုရှေ့ပြင်းနေတော့မှာရီယိုလည်းမှာလုံးဝခလေးလေးလို့ရှေ့ကိုကြည့်ရတာဆိုတော့နိုင်သူကဒီအီမီဆာကူရာကျတော့အခုသူလက်ရှိအဲ့ချိန်မှာတော့တအားနာမည်ကြီးနေတဲ့အချိန်လေကျတော့ဒါသူကျိုးဆိုတဲ့ပြိသက်တွေကလည်းတော်တော်တောင်းပြောက်ကျိုးဆိုတာဗျာအခုဆိုဒါဆိုလို့ရှိရင်ဒါအခုဆိုထွက်လာတာတော့ရီယိုပါပဲကျွန်တော်တို့ကဂျပန်မှာလေးရီယိုအခုဆိုလို့ရှိရင်တော့ပြည်သူတွေကဖျောင်းကြနဲ့ဂျပန်လိုင်းကိုင်ဟောထွက်လာတဲ့ပုံစံတွေကတော့မိုက်လုံးဝတော့အလွတ်သူကဝစ်စုံကိုတော့လုံးဝတော့သူကဒီနေရာသားလည်းဟိုဖြစ်ပြ body structure ရကြည့်မှဆိုလို့ရှိရင်view အကောင့်တိတိလေးနဲ့ပေါ့လေဟိုကအကောင့်နဲ့ကြီးတယ်ပေါ့နော်ဦးနီဆာကူရာကျတော့သူကအကောင့်ကြီးတယ်ပေါ့အကောင့်ကြီးတဲ့ခါကျတော့သူကဒါသူ body weight နဲ့တာဖြဲပြီးတော့သူတိုက်စစ်စင်မဲ့နေထားတော့တွေးရတာပေါ့လေနော်ဒါပေမဲ့ဟုတ်တယ်အီမီဆာကူရာဆိုတော့ဂျပန်ချင်းပဲဖြစ်မှာပါနောက် view ကလည်းဂျပန်လိုမျိုးပဲသူကလည်းအီမီဆာကူရာလည်းဒါဂျပန်လိုမျိုးပဲသူတို့ချင်းဟိုမှာဆရာမရဲ့ရွှေကပတ်ဆိုရင်လေဟိုမှာ view ကရွှေကပတ်ဆိုရင်လည်းလုံးဝပြီးရောနော်ရွှေကပတ်ချန်ပီယံရတာဗျာတိတ်လားချန်ပီယံ2019မှာဒါချန်ပီယံရခဲ့တဲ့ပွဲဖြစ်ဖို့ဖြစ်တယ်ပေါ့နော်လုံးဝနော်သူလုံးဝကျူကြဒိုင်ရသူခပတ်တောင်းတယ်တော့မပေးဘူးဗျာတိတ်လားနောက်ဆုံးတော့ဒိုင်ရခပတ်ကိုကင်ပြီးတော့ view ခပတ်သူ့ကိုစားတာမြောက်ပြတာပေါ့နော်ဒါချန်ပီယံတော့သူ့မဲ့လူကတော့ဒီခပတ်ရမယ်ဆိုတော့ပုံစံမျိုးနဲ့သူကမြောက်ပြတာဟိုဒါခပတ်ကိုတော့တိုင်းပြတ်သိမ်းလိုက်ပြန်သိမ်းတော့ခုဆိုရင်ပွဲစားဖို့စီစဉ်နေပါဗျာပွဲစားကိုဒါကျွန်တော်တူကြီးကြအောင်ဗျာတိတာသူခပတ်ပြန်ပြီးတော့မယူတော့ဘူးပေါ့နော်တိန်းတာကိုပြန်ပြီးလိုက်ရှင်တိုင်းကဲစပြီးတော့သူတို့ညောက်ကိုမိတ်ဆက်ပြီးတော့တိုင်းမှာခေါ်နေတဲ့အချိန်မှာဒီဆာကူရာနဲ့ဗီယိုနဲ့ဒါနှစ်ဖက်ပေးတဲ့နှုတ်ဆက်ပြီးတော့သူနှစ်ယောက်ရှယ်ပြင်းတော့မယ်နေထားရှိတယ်နော်ရှယ်ပြင်းတာဟိုဒါစပြီးတော့မိတ်ဆက်ပြီးနော်မိတ်ဆက်ပြီးတော့ဘော်ရီကကြည့်လိုက်ဗျာလုံးဝဟိုတိလားဟိုကလေမတူးဗျာအဲ့မှာ body ရောပေါ့ချိမယ်ဆိုရင်တော့ကလေးနဲ့လူကြီးနဲ့ပေါ့ဗျာသိလားနှစ်ယောက်သားနှစ်ပန်းကျင်းနေရှေ့ကောဘာကြီးလဲလို့မိထိုင်ရကောတခါကျတော့အော်ဆောက်ကမလိုက်ပြီးရစားဟဲ့နင်တို့ခလီလောက်ကလည်းငါ့ကိုလာတက်မလာနေတယ်နင်ဘာလုပ်လို့ရမှာလဲဆိုတဲ့ထားပြီးနေတရားဆိုရင်ဆွဲရောမှကြည့်ပိတ်ပစ်လိုက်တာဟောလေလုံးဝနော်ဟန်ဆောင်ပြီးတော့သူကပြုံးနေသူကလုံးဝတောင်းလေးတော့ကဲမမရဲ့ညီမလေးကိုမလုပ်ပါနဲ့ဘာညာဆိုတဲ့အနေထားမျိုးနဲ့သူကသွားပြီးတော့လုပ်နေတာသူကအမဲပြစ်လိုက်တော့ကျွန်းတော်ပြစ်လိုက်အချောက်ပတ်ပြီးဟာခါကင်ပြီးစောင့်ဆွဲပြီးတော့ဟောတယ်တိုင်းလည်းမရဘူးမင်းတိုင်းမျိုးလာမလုပ်နဲ့တိုင်းအမှတော့ဆွာဝိုက်စိုက်တိုက်စစ်စဖို့ဟိုနှစ်ဖက်ဇုံကစ်ပြီးတော့ပြင်းတာဒီလားနှစ်ဖက်ဇုံကစ်ပြီးတော့သူကင်းကိုပြင်းတာဒီလားနှစ်ဖက်ဇုံကစ်ပြီးတော့ပြင်းတာအားချိုက်နင်းနဲ့အာမချောင်းနဲ့ငါ့ကိုဘာမှတ်နေတယ်နင်တို့ကလေးပေါ့စနာလေးအများတဲ့ငါ့ကိုလာပြီးတော့စော်ကားပဲမကြံနေတယ်ကောင်းမလာတဲ့သပင်ကိုစောင့်ဆွဲပြီးတော့ကမနေလာခဲ့တဲ့တဲ့အဲ့တော့ပါးရီကိုရိုက်ပြလိုက်မယ်တဲ့ငါတို့ရက်ခွက်မှာဆိုအဲ့လိုမျိုးပါးရီရိုက်ပြတာတဲ့ဒီကဘာလုံးလဲဆို6နဲ့စုံကံပိုက်တာဟိုကလည်းတသားလေးပဲလန်ချပြီးတော့ကျိုးစီးဝိုင်းပြစ်ကိုချောင်းချပြီးလိုက်ပြီးဇုံဆောင်ကံအတိုင်းမရဟောကောင်းလေးပြန်တယ်တော်သေးတော့ခေါင်းကြီးကဘိုက်တဲ့ကြုံပြီးဝင်မသွားလို့ကြာတိလားတော့ကြည့်နေဟုတ်ပြေးတယ်စိတ်ပြီးတဲ့လိုက်ကစားနေလားမသိဘူးဟိုဘက်ဒီဘက်ဟိုအရှိန်နဲ့ပြေးလာသူမပြေးဘူးတူလားတမင်ကန်ခန္ဓာတူလားပြေးလို့ရရတမင်ကန်ခန္ဓာတိလားသူလုံးဝထွက်မပြေးဘူးဗျာလောက်ပေါ့နေအကြီးဆိုတော့ငါ့အနိုင်ကျင့်နေတာတဲ့ရတယ်တဲ့နေလို့ရှိရင်လည်းဟဲကောင်းပါတဲ့ညီတက်လာခဲ့တဲ့အပေါ်တဲ့ငါဘာမှတ်နေလေတဲ့ညီအပေါ်တက်လာခဲ့စမ်းတယ်တတိရှိပေါ်တက်လာခဲ့တဲ့နေဒိုင်တွေဘက်မပြေးနေတဲ့တက်လာခဲ့ကောင်းပါတဲ့ခေါ်တာသူကမတက်ဘူးဗျာသိလားအောက်ကနေတော့ဒိုင်တော့မြူကြီးတော့ကိုကြီးတို့ညောင်းကေပါအောင်ဘာညာတော့လုံနေဟိုအိုင်ဒေတာခံတာနဲ့ဒိုင်စိတ်မရှိတော့အမဆာကူရာနဲ့ပေါ်တက်ပြီးတော့ဟာကောင်းပါနေဘာလို့တာလဲဆိုဟိုဖင်းကုန်းနေချိန်မှာဟိုချောင်းကင်ဆွဲပြီးတော့အမလည်းညီမလေးလာတောင်းမှန်တာပါတဲ့ဆိုပြီးတော့နှစ်ပန်ကြီးပဲချင်းနေညီမလေးလာတောင်းမှန်တာဆိုနှစ်ပန်ကြီးပဲချင်းတာဟုတ်တယ်နှစ်ပန်ကြီးပဲချင်းတာရှင်းအကုန်သီးတယ်လို့စွာတာအားကြောင့်လို့ဟိုကလည်းအိုင်ဒေခံပြီးတော့နှစ်ယောက်သားဟိုမှာကြည့်
တီတူပြီးချစ်တီနူးနေရလားမသိဘူးဗျာမကြီးအစုံကန်ချတာကြောင့်သေပြီဗောလို့အဲ့လောက်ကန်တော့ဟိုသူကအောက်မှာအိုင်ဒီခံပြီးတော့ဟာတဲ့ငါလည်းနင်းကိုကန်လိုက်တာပဲငါ6နာသွားတယ်တဲ့ဆိုပြီးအောက်မှာလေးရောက်ဦးတဲ့ဒါ special food grease ကိုပြောပူလိုက်တယ် share ကြိတ်တာရောက်share ကြိတ်တယ်ချိတ်တယ်မှာ special မမလည်းညီမလေးနဲ့လာလေးတဲ့မမ ID ခံမနေနဲ့တဲ့ဟိုကလည်းဟဲ့တယ်ဟုတ်ပါဘူးတဲ့ငါ ID ခံတော့မမအဲ့ဆိုညီမလေးလာပြီးတော့အချိန်နဲ့ပြီးတော့တောင်းမှန်းနေဆိုပြီးတော့ခေါင်းချောင်းနဲ့ပြစ်ကံလိုက်တာပြီးတော့မှဖီမလုံးထောင်ခိုင်းလိုက်တယ်မမလည်းညီမလေးဖီမလုံးထောင်လာတာဆွဲမှာတာဒိုင်းကြီးဟဲ့ဖီမလုံးထောင်မလုံးနေတယ်ငါချောင်းမယ်တဲ့ဒိုင်းရအဲ့နဲ့အတင်းချောင်းကြီးသူတို့နောက်ကပ်ပြီးချောင်းကြီးတော့ဟာတယ်ဘာမှလည်းမတွေ့ဘူးတဲ့ဟဲ့နင်းခေါင်းစင်ပြီးလာတယ်ဟိုကရတယ်တဲ့ငါခေါင်းအေးစီပဲတဲ့ဆာကူရာပြန်ပြောတယ်ခေါင်းအေးစီပဲတဲ့ဒိုင်းဘာလို့မလဲတဲ့ဒီကနေလမ်းပြောတယ်ဟဲ့အဲ့လိုမလုံးနဲ့လီးတယ်အဲ့ဒါဆိုအမှတ်ပြမရဘူးတဲ့ဒိုင်းခဏနေဦးနဲ့ဒိုင်းလမ်းပြီးတယ်တဲ့ဆာကူရာနေရလားတဲ့ဟိုကမမတွေရတယ်ဒိုင်းရအဲ့နဲ့ဟဲ့တဲ့အသေးလေးနဲ့အဲ့လောက်ထိမယုံမှနဲ့တော့တဲ့ဒါမျိုးလက်ချုပ်မှငါတို့လက်မခံဘူးဆိုပြီးတော့လေသူထိုင်ကြည့်တာဆိုလည်းမမတောင်းမှဆိုစပင်းဆွဲပြီးတော့ကောက်ကန်မယ်အပေါ်ဆွဲပြင်းပလိုက်တာစပင်းဆွဲကန်ပြီးတော့ပြီးလေပြီးတော့ခါတဲ့ပခုံးပေါ်ထမ်းပြလိုက်ထမ်းပြီးတော့ချက်ကောင်မအကောင်သေးတော့မနိုင်ဘူးဗျာသိလားမနိုင်တော့သူခါကောက်ပြီးတော့သူဆွဲတင်တယ်ဟိုကနဲ့ညီမလေးဒါမျိုးပဲရမယ်ဆိုလေပြီးညှစ်ပြီးတော့သူဆွဲချပလိုက်တာအဲ့မှာပါဖြစ်နောက်ကောင်သုံးနာပါသိလားအဲ့နဲ့ဟာတဲ့ငါအကောင်ကြီးရဲ့ငါရင်ထားမယ်ဆိုပြီးတော့သူက6ချောင်းကန်ပြီးဒီကောင်တွေပဲထောက်ပြီးတော့ဟာတဲ့ငါဘာမှဖြစ်ဘူးတဲ့ငါ့ကိုဒါမျိုးလာဆန်းလို့မရဘူးတဲ့ဟဲ့ဒီမှာကြည့်လိုက်တဲ့ငါဒူကောင်ဘလောက်မှလဲဆိုမှကြည့်သူတော့ဒူကောင်ထောင်ကြတော့ပြိတ္တဘက်ကိုလှည့်ပြမှနောက်မှာညီမလေးတဲ့ညီမလေးခေါင်းနာသွားတယ်တဲ့ခေါင်းနာသွားဆိုမအေးဟုတ်လားဆိုလက်ကလောကတီးနေတဲ့အချိန်မှာဟောပြီးပြီးတော့ဇုံကန်ပြီးတော့ခေါင်းနဲ့ပြေးတိုက်ပလိုက်တာနိုင်မှုကြောင့်ခေါင်းနဲ့ပြေးတိုက်ပလိုက်တော့ဘာဖြစ်သွားမှထင်တော့ကြည့်လိုက်6ချောင်းကန်ပြီးဆွဲဟဲ့တဲ့နေ့လိုကောင်ပေါက်စားလောက်ကငါ6ကန်ပြီးတောင်းမှမှာတယ်တဲ့အဲ့ဒါ6ကန်ပြီးတောင်းမှဆိုတော့ကောက်ဆွဲချပလိုက်တာမပြိတ္တတွေမှာကြည့်လား6ကန်ပြီးတောင်းမှနေဆိုတော့တောင်းမှလိုက်တာအဲ့လိုမျိုးပြောဒိုင်းမီတဲ့ဟဲ့အသေးလေးတဲ့နေရသည်လားတဲ့ဒိုင်းပြောတယ်ဗီဝတ်ဒိုင်းအောင်ပြန်ပြောတာတဲ့နောက်ကတော့ရတယ်မမသူခဏကိုတက်ပြီးညီမလေးကိုနိုင်ကျင်းနေတယ်လောက်ကြပါဦးနဲ့ဆိုရအဲ့ဒိုင်းလှည့်ကြည့်ပြီးပြိတ္တကိုလမ်းမိတယ်ဟဲ့တဲ့ဟုတ်လားတဲ့သူနိုင်ကျင်းနေရတယ်အဲ့နဲ့မမကြီးကအသွားပြေးပြီးတော့အေးတဲ့ဒီမှာတဲ့ငါတို့ငွေတော့စော့တယ်လို့ပဲတဲ့ဒီမှာကြီးတကူကူစီးရတယ်ဆိုမှသူအဲ့လိုမျိုးလေ့ကျင့်ခန်းကြောချော့တဲ့ပုံစံမျိုးလုပ်ပြီးတယ်အနေနဲ့လက်ပဲပြီးစော့နေတာဟိုကမိုက်တယ်6ချိတ်ပြီးတော့တို့လည်းဂျုံမကနေရလားတဲ့ဇိန်ကနေလားဟုတ်တယ်တဲ့မညီမလေးတို့တွေ့လာတဲ့ပြိတ္တတွေညီမလေးတို့ကြည့်နေတယ်အေးတဲ့အဲ့ဆိုပြစ်ချမယ်ဆိုရင်မနာဘူးပြစ်ချပလိုက်တာတန်းပြီးတော့ပြုတ်ကြရတယ်ဒီလားတဲ့ညီမလေးကနေတုံးလှဲနေလိုက်အောင်နဲ့ငါပြိတ္တရှင်မမော်ကြွားပြီးတော့လက်လျှောက်ပြလိုက်အောင်လေငါ့ကိုဗမှတ်နေတယ်ဆိုတော့နဲ့ဒိုင်ရမီးတယ်တဲ့ညီမိုင်းတောင်းမှန်လာအောင်လေးတဲ့ဆိုတော့တောင်းမှန်တဲ့ဟာဆို6နှစ်ရှိမပေါက်ကံပလိုက်ကံပြီးညီမလေးကနေဒါမျိုးလာမလုံးနေတဲ့ငါ့ကိုလေငါဘာချိုးရလဲငါ့ကိုဘာမှတ်နေတယ်ငါနဲ့မဆက်ကူရာတဲ့ဆိုတော့ငါ့ကိုခေါင်းနဲ့တိုးပြီးဆိုဟိုကမရဘူးဆိုပြီးတော့နှုတ်ကန်ပြီးတော့မျက်နှာလက်သီးနဲ့ထိုးချပလိုက်ရှုပ်အဲ့မှာတကယ်လုံးဝနော်စမတ်ဒေါင်းဆိုတဲ့အတိုင်းလုံးဝစမတ်တွေပဲဒေါင်းနေတာသိလားလိုဒေါင်းလဲလာမင်းနဲ့ညီမလေးကိုချီတယ်တဲ့ပွေတယ်တဲ့ညီမလေးကလည်းငါခောက်ကန်တယ်ဟာဖင်လာမနိုင်နဲ့တဲ့ဆိုဟိုကပြရနေဟေးဖင်လာမနိုင်နဲ့ပြီးတော့ရင်ဘက်ကိုဒေါင်းနဲ့ထောင်းလိုက်တာပြီးတော့သူကျုပ်ကိုကြီးနှစ်ယောက်ဆိုအမကြီးကျိုးနဲ့ဂျိုင်းနဲ့မှာပြတော့ညီမလေးကြောမိလိုက်မိတဲ့အိမ်မီလေးဟဲတဲ့နဲ့သူမိလိုက်ပြီးတော့ဇုံတန်းပြီးတော့ချောင်းနဲ့မျက်နှာလှမ်းပြီးကြစ်ချပလိုက်တော့ဘယ်နဲ့လဲတဲ့မှတ်ပြီးသားတယ်ဒီအကြီးဖြစ်ပြီးငါ့အနိုင်ကျင့်တာလေခုတော့ဗာမှတ်နေလို့နဲ့ငါမှလည်းအပေါ်ကြီးတော့မရှိဘူးအမှကြီးတယ်ခုံပြီးတော့နေငါထောင်းနဲ့ကက်မဲနဲ့ဆိုပြီးတော့ဇုံနဲ့ခုကန်ချတာအောက်ကမမလည်းတခါလဲမျက်နှာနဲ့ဗာနဲ့အပ်ပြီးတော့လည်းမသိဘူးအဲ့မှာဒိုင်းရဟဲတစ်ခါနှစ်ခါသုံးခါတဲ့နုလို့တော့များနေပြီတဲ့နော်ငါမှတ်ထားတယ်ဟဲ့တဲ့စကူကလည်းရီဟိုးတဲ့နေများနေပြီနော်မမတောင်းမှလည်းဆိုတော့စပင်းဆွေးတောင်းမှနေတာတောင်းမှကိုကဆွေးတော့မနေငါနိုင်လေဆိုခြိပလိုက်တာလေမှခြိပလိုက်ချီနေခါမမနိခိုရလေးတယ်ငါခါနာသွားပြီဆိုခါလေးပုတ်ပြီးနောက်ပြန်လေပြိတ္တပဲပြောင်းပြနေဟဲ့ငါတဲ့စကူလာတဲ့ငါမျက်နှာကိုကြည့်တယ်မှာတိတ်လာတယ်နင်းကပါမှန်းနေဟဲ့တဲ့အကောင်သေးသေးလေးတဲ့နင်းလောက်ကတော့ငါအေးဆေးပဲတဲ့ကောင်မလာစမ်းနဲ့ငါစီလာစမ်းနဲ့ဆိုတော့တခါနင်းစပင်းဆိုပြီးပါရမယ်ဆိုတော့တွန်းလိုက်တာပြီးတော့ကောင်မလေးတောင်းမှနေနေတဲ့တခါတဲ့ဒူးကောင်းနဲ့လှမ်းပြီးတော့ထိုးချပလိုက်တာအဲ့မှာစကူကခါဖို့တင်ပြီးတော့ညီမတွေရန်အချစ်ဆန်းတယ်ဗျာအဲ့မှာကြည့်လိုက်
ဒီလိုမျိုးအချစ်ဆန်းတဲ့ဟာမျိုးတော့တော်တော်မြင်ရခဲ့လေဒီလားအမညီမရောက်နေတော့တွေ့လာတဲ့နေ့ဒါမျိုးလာမလို့နဲ့အကောင်သေးတယ်နှစ်ကောင်ပြီးတယ်ဆိုပြီးတော့အဲ့မှာကျုံးနဲ့ပြီးတော့ခုံချပလိုက်တာအဲ့ပေါ်ဦးရီကလီစာတွေပါဖြစ်အောင်ခုံချပလိုက်တာသူ့ဘွေကြီးနဲ့ခုံချလိုက်တာအောက်မှာကြည့်သမောင်းငါတို့ရဲ့ review လေးတနာပါတယ်မကြည့်ငါလည်းငါဝင်းနဲ့နေခုံချနေအီထောမှားတယ်မထွက်ဘူးဟာဒီကောင်မှတော်တော်နာတယ်ဘယ်ဟုတ်မလဲအောက်ကဆိုဖာကြီးလားမသိဘူးဗျအဲ့ဒါနင်းလိုက်တယ်လေတော့အဲ့နဲ့အကောင်မလေးတို့နှစ်ချမ်းခွဲပြမယ်လေဆိုတော့ဖြဲပြပလိုက်တာအောက်ကတော်တော်ပြေးသွားတယ်ဝတ်ထားတဲ့ဝယ်စားနေနဲ့ပြေးသွားတာမျိုးအဲ့မှာကိုကလေးကိုအုပ်ပြီးအုပ်ထားတာအဲ့မှာအသေးတန်အုပ်ထားတာအမှကြည့်လိုက်အောင်မတဆန်းလိုက်တယ်ညီမလေးရဲ့နင်းတက်တာလားတဲ့ငါလည်းနင်းကိုကြည့်နေရတယ်နင်းတက်တာလားတဲ့လားတဲ့ငါလေးရဲ့ကိုညီမလေးညီမကြီးမို့လို့ချစ်ကြည့်လောက်တာဆိုကုတ်ကနေကောက်ဆွဲပြီးတော့ခေါင်းကနေကုတ်ကနေကောက်ဆွဲစီပင်ဆွဲပြီးတော့ရော့တဲ့လာဟဲတဲ့လက်နှချောင်းကင်မျိုးကင်ဆောက်ပလိုက်တယ်ရှုပ်လို့ပြီးတော့ကင်ဆောက်ပလိုက်တာဟိုကကင်ဆောက်လိုက်ညီမလေးရဲ့တခါလေးမျက်နှာတက်ခုံလို့ဟိုကနေပုတ်မဲ့လောက်တာဟေးညဆိုလို့အဲ့မှာထိသွားတယ်ဟာတဲ့ငါညမတဲ့ငါ့ကိုရက်ဆက်တယ်တဲ့ငါမှတော့ချစ်လိုက်ရတာတဲ့အမတိဟဲ့ဟိုမမကိုဆိုပြီးမညှဘူးတဲ့နင်အကောင်သေးဆိုပြီးတော့မမတော့ညီမလေးဆိုပြီးညှလိုက်ရတာတဲ့အမတန်းကကပြရဟေးတဲ့တေးတဲ့နှေးတဲ့သုံးတဲ့ဒါရထလိုက်အော်တာအဲ့ဒီကောင်မကြီးရဲ့တကောင်းကြီးတဲ့တကောင်းတီးတီးလေးတဲ့ငါမှတော့တဲ့ဘယ်ကောင်မဘူးပြီးတော့ဖြစ်လဲဆိုကြည့်လိုက်ရတယ်အဲ့နဲ့ဆာကူရာတဲ့သူအကောင်ကြီးရဲ့ဆိုတော့ဟာငါရင်ထားနေတယ်ဆိုတော့ကုန်းယုံပြီးတော့ဆွဲပြီးထားမယ်လို့တော့ဟိုကလည်းပေးရမယ်အကောင်သေးသေးတော့ဟာတယ်ငါလည်း body stretcher တောက်มาရဲ့ဒီလောက်ကတော့ငါလည်းရရဆိုတော့ထားလဲတော့အမရှင်ဘက်ကိုတစ်ထောင်နဲ့ထပ်ထောင်းလိုက်တာပြီးတော့ဟာမမနေရက်ဆက်တယ်ညီမအဲ့လိုမလုပ်သင့်ဘူးပြီးတော့ဆိုတော့ပါရွက်ပိတ်ရတာသူ့မောက်ပါရွက်ပိတ်ရတာအမဆာကူရာလည်းနဗံပြန်ချင်းနှစ်ယောက်သားအမဗီယိုနဲ့ဆာကူရာနှစ်ယောက်ညီမတွေမှရန်ဖြစ်တယ်လို့တကယ်ရန်ဖြစ်တာမဟုတ်ပါဘူးတယောက်တစ်လက်ပါရွက်ကြီးချတယ်အချစ်ဆန်းနေတာပေါ့နော်အမဟာသူပဲရိုက်လိုက်ကိုကရိုက်လိုက်ပြီးတော့ဒန်းကြည့်နော်ဟာညီမရင်းနဲ့ရန်ချစ်ကြရတယ်ပဲတဲ့ဟာတဲ့အကြီးမလည်းဟက်ကောင်မလာလေးတဲ့ငါနောက်လိုက်အမစိန်ကိုကြီးပိုင်းမယ်ငယ်မလည်းမျက်နှာလေးရင်ဘက်လေးလည်းတီးနေရိုက်တာဆိုတာမရောက် special ဒရက်ဆက်ရိုက်တာဟာအမကြီးကခန္ဓာကိုယ်ကြီးတဲ့ခါကျသူတနေရာလေးပဲစောင့်ပြီးရိုက်တဲ့ခါကျအမကြီးကမခံနိုင်တော့ဒီဘက်ကြီးကိုပြီးတော့ညီမလေးတဲ့ငါအလျှော့ပြီးရတာနေရာပါလေဆိုပေါ့ဖေဖေညပဲ3 ချက်ရိုက်လိုက်ပြီးတော့ချောနဲ့ကန်လာအားနဲ့ညီမလေးကမခံနိုင်တော့ဘူးလားအဲ့နဲ့ဟိုကညီမလေးကထားရတယ်လာတယ်ညီမချစ်ခင်ဆိုလို့ရှင်ဘက်ကိုတစ်ထောင်နဲ့ထောင်းပလိုက်တာထောင်းလိုက်တော့အောင်းမလေးအမအကောင်သေးတဲ့လောက်ကလည်းဆွဲတိန်ချပြီးတော့ကန်စုံကန်ချပလိုက်ပြီးတော့ထပ်ထားတယ်ထပ်ပြီးတော့လဲတယ်ပြီးတော့လက်ဆွဲပြီးတော့ဘာလုပ်တယ်မတော့ဟဲ့လာတယ်မလာဘူးလေညီမလေးမမကြောက်တယ်ညီမလေးမဆွဲနဲ့မမကြောက်တယ်ညီမလေးမဆွဲနဲ့ဆိုအဲ့နဲ့အတင်းချီပြီးကန်ပေါချပလိုက်ပြီးရောဒါရအမအချင်းဝမ်းနေခေါ်တယ်ဝမ်းနေခေါ်ဒါရခေါ်ပြီးချင်းခေါ်ပြီးညီမနဲ့သူပြန်ထားတယ်အဲ့ဒါမမရဲ့ဘာညာသူတော့စပင်းညီမလေးကချစ်လို့စတာဘာညာဆိုပြီးတော့တခါတည်းစုံသွားပြီးတော့တခါတည်းကန်ချပလိုက်တာပြီးမတတ်နိုင်တော့ညီမလေးမို့လို့လေရှော့ပြီးရတယ်မမကိုငါ့ကိုဒါမျိုးလာလုပ်နေဆိုပြီးတော့တခါတည်းသူအဲ့နဲ့ဟိုကအပေါ်ကျူထောင်းကျိုးဝမ်းကိုသွားလိုက်တာကွာသွားပြီးတော့အဲ့အနေတခါဘာလို့လဲဆိုတော့အချိန်နဲ့သူကခုံချမယ်လို့တော့ဘယ်နေရာမှာသွားကြတယ်မသိဘူးဟိုကအဲ့နေရာယူပုတ်ပြီးတော့ခါမထားနိုင်တော့အဲ့နဲ့ဒိုင်းဖိရဒိုင်းရိုက်မှာအချိန်ခေါ်တော့ကော့ပြီးတော့တက်တာရှယ်ကော့ပြီးတက်လာအဆောက်ထက်တွန်းချပလိုက်တွန်းချလိုက်အောင်ဟိုကထက်တက်တယ်ပြီးရင်အဲ့တော့ထပ်ပြီးတော့ဘာလို့လဲတက်ဆောင်တွန်းချပလိုက်ကောင်းပါတဲ့အမကြီးမို့လို့တဲ့ငါရှော့ပြီးသားဆိုပြီးတော့တခါလေနင်းနဲ့လာတယ်ငါချက်ကိုဖတ်ပြီးတောင်းမှန်စားတယ်ဟို6ကြီးဖတ်ပြီးတောင်းမှန်ဆွဲတာအစ်ဆွဲတာ6ကြီးဟောတယ်6ဖတ်ပြီးတောင်းမှန်စားနေဆိုရညီမလေးလည်းမမ6ဖတ်ပြီးတောင်းမှန်ပါရဲ့ဆိုရအဲ့တော့တောင်းမှန်တယ်တောင်းမှန်တယ်ဒိုင်းဟောဖြစ်တာနဲ့အခါကျတော့ဒီလောက်ဖြစ်တဲ့ဟာဆိုရင်းနေရွယ်ကျွေးတာရင်းနေကျွေးတော့ဟောအဲ့ဒါတခါလေညီမလေးကငါချစ်လို့ဟာဆိုတခါတန်ချပြီးတော့ဇက်ကိုကောက်ချိုးလိုက်ဒါပေမဲ့ဇက်ကတော့မကျိုးဘူးရသိလားမကျိုးဇက်ကမကျိုးထပ်ပြီးတော့အဲ့နဲ့သူဖနှောက်ပေါက်ခံလိုက်တာခါဖို့တင်ဖုံးမတင်ရှောက်ထမ်းနေတာအဲ့ဒါတိလာတယ်ဒီမျိုးဟာမျိုးဒီမျိုးလုပ်လို့ရတယ်လုပ်တဲ့ချိန်မှာဘီဟိုဆိုလည်းတည့်ရတဲ့အတိုင်းပဲဒီနံပါတ်တစ်လုံးနဲ့နေတဲ့ဂျပန်မရယ်လေအဲ့ဒါသူကမှလေပြုတ်ပိန်ညီမတို့ရန်ချစ်ကြလေးတဲ့ညီမတို့ရန်ချစ်ကြလေးတဲ့ဟိုချစ်တော့ပေါ့ဟိုချစ်တော့ရင်တင်လာတာမင်းတန်းမ6တင်တာ6တင်တော့သူအချိန်ခေါ်လို့မရဘူးဖြစ်သွားဟဲ့နော်6တင်တော့ဟောဥပါရဟာငါရှောင်းမပြီးတော့ငါအကောင်သေးတယ်လို့ငါကောက်ကျဲတယ်လို့ချိုးတယ်ငါဘာမှမပြီးတယ်ငါခန္ဓာကိုယ်ရယ်4ပြောင်းနဲ့လှုပ်ထားသေးတော့
ညနေယူသူကရှင်ဘက်ကိုဒူးနဲ့နှစ်ချိန်ကိုက်ပြီးတော့အချိန်နဲ့တိုက်ချပလိုက်ဟောထပ်ထတယ်ဒီမှာထပ်ပြီးတော့တက်ထတယ်ဟဲတဲ့ငါဖင်ယူကြည့်တယ်နဲ့ဟာဟောနေမရဘူးတဲ့ဒိုင်ယာဟဲတဲ့နင်အဲ့လိုမလုပ်နဲ့ထပ်မချူးနဲ့ဆိုဟောထပ်လိန်ချပလိုက်ဒါမျိုးကတော့ငါတဲ့မူရမရပုံနေပြီးတဲ့နင်အဲ့လောက်ကလေးနဲ့တက်မလာနဲ့ဆိုတခါဒိုင်ယာထပ်လိန်နေဒီကလေးတည်းကဂျုံးနေ15ဘက်လောက်ပတ်ပြီးတော့ဒီလိုပဲဇုံကန်ပြီးတော့ကျွေးလိုက်တာဟေးအဲ့ဟောကမူသွားပြီးတော့အဲ့မှာခဏနာဝိုင်းတော့ဆိုရတော့မှကြည့်အဲ့ဒါမလာတဲ့ငါစပင်ကရွေးနေတောင်းမှမယ်ဆိုလို့ပြီးတော့အချိန်နဲ့တခါဒူးနဲ့တိုက်ချပလိုက်ခွေပြီးတော့အချိန်နဲ့မကြည့်15ဘက်လောက်လိမ့်တော့ထိုးထားပါလေအဲ့မှာပြီးရောခုတော့ဘာလို့လဲဘာမှလုပ်လို့မရဘူး။ဘုရားကပြောဘယ်သူနာမှမထင်တော့ဟာဂျပန်ပြည်သက်တွေကမှကြည့်လိုက်ရီဟိုဆိုပြီးတော့ဘလုံးဝိုင်းပြီးတော့ဗါလဲအားပေးနေကြလေ။အဲ့ဒါရှိကပကြီးကန်တော့ဟဲတဲ့ရီဟိုတဲ့နေခပတ်ကြီးကနေထားယူမှလားမယူလားတဲ့ဘာညာပြောတဲ့ခါကျတော့မလေးကျမအဲ့လောက်ကတော့ကျမမှာခပတ်တွေအများကြီးရှိတယ်ဈေးတွေကတော်ဝဲလာတာအဲ့လိုမထင်နေတယ်ခုတော့ညီမကျိုးစားတဲ့လောက်ရတာလားဆိုသူခပတ်သူပြန်ပြီးပဲအဲ့ဆိုတော့ဒီဘွဲပြည်သက်တို့ကြည့်နေဆာကူရာနဲ့ရီဟိုနဲ့ပွဲမှာဆိုလို့ရှိရင်တော့ဒါဆာကူရာကရှုံးသွားတဲ့အနေနဲ့တွေ့ရပြီးတော့ဗီဟိုကနိုင်သွားတဲ့အနေနဲ့တွေ့ရတယ်ထင်တယ်ဗျာနော်မချိုးချတဲ့အနေနဲ့ကြည့်လိုက်နော်ချိုးချဥမာဇုံကစ်တဲ့ဟာတွေဇုံကန်တဲ့ဟာအရင်တိုင်းမှာတော့ဗီဟိုကအများကြီးတာပါပဲနော်အမှတ်နဲ့ပြန်ပြီးတော့ခွဲတဲ့လူတို့ယူစားပါနော်ဒူးနဲ့ဇုံကဲလိုက်တဲ့အချိန်မှာပြန်ချိုးကြသွားတဲ့အချိန်မှာနော်ပတ်ပြီးတော့လက်ပတ်ရန်တဲ့အချိန်ကိုကြတယ်ကဲတာသွားတာဆာကူရာတာပါနော်အဲ့တော့ပြည်သက်တို့အလုံးနှုတ်နေတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးကတော့ဘာဖြစ်သွားလဲဆိုရင်ရွှေကပတ်ချန်ပီယံကိုပြန်ပြီးတော့သူရရှိသွားပါတယ်ခင်ဗျာအားလုံးခုလိုကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တခုခုရတော့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးဗျာကြည့်ရှုအပ်ပေးတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါကြောင်းဒီနေ့ကနေပြောကြားလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ